နေပါဟင်းနေချက်စားကြတယ်ကျမလိုပဲဝက်သားမြင့်ချေကြိုက်တဲ့လူတွေရှိကြတာကျမကတော့ဝက်သားမြင့်ချေကိုအရင်ကြိုက်ပါတယ်ဘာတွေပါလဲဆိုရင်ဒါလေးကတော့ပေါ့နော်မြင့်ချေချက်တဲ့အခါကျမချက်နေကြပုံစံလေးပေါ့နော်ဦးဆုံးထဲမဲ့ပစ္စည်းလေးကိုပြင်ဆင်မယ်ပေါ့နော်မြင့်ချင်ကိုအခက်ကြီးကြီးတုံးနေရတယ်လို့အနေတော်ပုံစံလေးနဲ့တုံးပေါ့နော်ဦးဆုံးအစားစနွင်းနေထားတဲ့ဝက်နိုင်ရိုးတဲ့ကိုမဆလာထည့်ပါမယ်လာတော့ပေါ့နော်ကိုကြိုက်တဲ့တစိမ့်ကိုတုံးလို့ရပါတယ်ကျမကတော့ကလားလေးမဆလာနဲ့တရုတ်မဆလာလေးထည့်ထားပါကြက်တော်ပြူချင်းမျိုးရောက်တင်မုတ်လေးပေါ့နော်အဆက်မုတ်ဖြစ်လဲရတယ်ပေါ့နော်ကိုကြိုက်တာတုံးလို့ရပါတယ်အဲ့ဒါလေးတွေကိုထောင်းထားမယ်ပြီးတော့ကြက်တော်နေထောင်းမယ်ပေါ့နော်အဲ့လိုနေထားရရင်ရပါပြီကိုငံပြာရည်လေးခုနနေထားတဲ့ထဲကိုငံပြာရည်လေးထည့်မယ်ပေါ့နော်စီလေးထည့်မယ်ကျမလုံးချက်လိုက်တယ်ပေါ့နော်လုံးချက်ပြီးတော့မှစီလေးနည်းနည်းပေါက်အောင်လို့စီလေးပေါက်အောင်လို့ပေါ့နော်သူ့မှာပါတဲ့အရေးလေးနည်းနည်းထည့်ပြီးတော့အရေးဆက်ဆက်လေးကိုလုံးထားမယ်ပေါ့နော်ရေလေးနည်းနည်းပြီးတော့ပြင်းတော်တဲ့ရွက်လည်းထည့်ပါမယ်အမွှေးကြိုက်အတွက်ပါကျမအမွှေးကြိုက်တိုက်တဲ့သူဆိုတော့အမွှေးကြိုက်များများသုံးပါတယ်ပြီးတော့မြစ်ချင်လေးထည့်မယ်ထည့်ပြီးတော့ခဏထပ်လုံးမယ်ပေါ့နော်ထပ်လုံးပြီးသွားရင်လိုရေကိုပေါ့နော်လိုတလောက်ထည့်ပြီးတော့ကြာလေးတည်ထားရင်ရပါပြီအခုချက်စားတဲ့ပုံစံကကျမချက်စားနေကြပုံစံလေးဖြစ်ပါတယ်ရေကိုပေါ့နော်အမှန်တကယ်မြစ်ချင်ရလေကြာပြုံးလေးပို့ပြီးတော့ကောင်းနေပါဒီအနေထားဆိုရင်ကျမကတော့စားလို့အဆင်သင့်ဖြစ်ပါပြီဒါလေးကဟင်းချက်နေတော့မှာပေါ့နော်ငက်လေးတွေလာလို့ตาရလို့ရိုက်ထားတာပါ